လုံးလို့ရတယ်စီချစ်ခောက်ဆွဲလုံးလေးလေးကိုချစ်ပြီးလမ်းလှုပ်စားခြင်းနော်ပထမဆုံးချစ်သူမျိုးစီချစ်ဖို့အတွက်ကြည်ရီကိုရင်ကြော်ထားပါမယ်ကြည်ရီကိုလေးတွေချစ်လာပြီဆိုရင်တော့ဆွဲထားပြီးတော့ချစ်သူမျိုးစီချစ်ကလေးချစ်ပါမယ်စီချစ်ခောက်ဆွဲတဲ့ထည့်ဖို့တက်တာကိုတော့ဟင်းရည်လေးရအောင်ရေနည်းများထည့်ပြီးပြုတ်ထားလိုက်ပါတယ်ချစ်သားချစ်ရင်တော့ချစ်သားကိုဆက်ပြီးတော့ဆွန်းပန်းကြောက်ကလေးထည့်ပြီးတော့ချက်လိုက်ပါတယ်ချစ်တော့အတွက်ကိုတော့သင်းငယ်ပြာရင်နောက်တစ်စုံသင်းငယ်ပြာရင်တုံးထားပါတယ်他们我从这我老太太来了，他回来从这我看老太太来了，家回来从这我看太太来了。ရှင်နွေးကိုတော့ဇွန်း3လောက်ကိုထည့်ပြီးကြော်ထားပါလေဒီနေရာမှာကိုတုံးနဲ့ဘဲငံပြားကြီးကိုမူတည်ပြီးတော့ရတာလေးကိုပြင်လို့ရပါတယ်နော်ဒီမှာတော့ခောက်ဆွဲကိုအချောက်ကိုပဲထည့်တုံးထားပါလေခောက်ဆွဲကိုတော့အဆင်ပြေတာရွေးတုံးလို့ရပါတယ်ရှင်ခောက်ဆွဲတိုင်းပြည်တာလေးတွေဆိုရင်တော့ပိုပြီးစားကောင်းပါလေနော်စီစရတာနေဖို့အတွက်ကိုတော့ပဲငံပြားကြီးဆော့ဖြော်ထားတဲ့ဟာကို3ဆွန်းထည့်လိုက်ပါတယ်ချစ်ချစ်ကလေးထည့်ပြီးတော့နေလိုက်ပါလဲမှာတက်သားပြုတ်ပြီးတော့တခါလေးထည့်နေလည်းရပါတယ်နော်ဆုံးဖြတ်ကြည့်ပြီလို့ကျေးဇူးတင်ပါတယ်